အားလုံးပဲမင်္ဂလာပါဒါ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါလေဒီနေ့လဲဒါထုံးစံအတိုင်းအခုလို့တော့ပွဲစဉ်လေးနှစ်ပွဲတော့ရွေးချယ်ထားတယ်ရှင်ဒီပွဲလေးကပထမပွဲကတော့ဗောနော်ဒီအက်တလန်တာနဲ့ခရိုမိုနီပွဲစဉ်လေးကိုပြောပြမယ်နောက်တစ်ပွဲကတော့ Villarreal နဲ့ Espanyol ပွဲစဉ်လေးကိုတော့ပြောပြပေးမယ်ရှင်ဟောပထမဆုံးအက်တလန်တာပွဲလေးကိုဒါဆက်ပြီးပြောပြပေးပါမယ်အက်တလန်တာကနောက်ဆုံးကစားခဲ့တဲ့ဒီ9ပွဲမှာဆိုရင်တော့6-6လောက်ပဲဂိုးသွင်းယူနိုင်ခဲ့တယ်ရှင်ဂျူဗီတက်နဲ့အသင်းကိုတော့နော် 3C နဲ့သူအနိုင်ယူလာခဲ့တယ်ပြီးတော့ပါမာအသင်းကိုလည်းသူအနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်ရှုံးပွဲတွေတည်ပွဲတွေရှိနေပေမဲ့လည်းဒီခြေစွမ်းတွေကတော့ကျနေပြီချင်းခရိုမိုနီကပြီးခဲ့တဲ့တစ်လျှောက်မှာဆိုရင်တော့ဒီနိုင်ပွဲတွေတော့မရှိသေးဘူး3ပွဲရှုံးထားတယ်2ပွဲတည်တော့ကျထားတယ်ခရိုမိုနီက6ပွဲစတိုက်ကိုပေါ့နော်ဒီအနိုင်ရထားတာတွေလည်းတွေ့ရတယ်နော်ဂျာကွင်းရဲ့အဆင့်မှာဆိုရင်လည်းဒီ73နေရာမှာတော့ရှိနေတယ်ရှင်အတလန်တာပေးထားတဲ့ဒီကျေးနံကတော့တလုံးပြေရှုံတယ်ဂိုးပေါင်းကြီးကတော့3လုံး50စာနဲ့တော့ပေးထားတယ်ဒါခမန်းမိတလောက်ကတော့ဗောနော်ဒီပွဲကဂိုးအောက်နိုင်ကြီးတော့ရှိတယ်အနည်းဆုံး1-1 2-0နဲ့တော့သွားလိမ့်မယ်နော်ဒါကတော့ဒါစိတ်ကြိုက်တဲ့ဒီပွဲကိုတော့ပေးမယ်ဆိုရင်တော့အတလန်တာဘော်ဒီနဲ့ဂိုးအောက်တော့ဒါတုံးတက်ထားတယ်နောက်တစ်ပွဲကတော့ဒီ Villarreal နဲ့ Espanyol ဒီနှစ်ပွဲရဲ့ရလဒ်ကိုကြည့်မယ်ဆိုရင်တော့ဒီရှုံးပွဲတွေဆက်နေတာတွေ့ရပါမယ်။နိုင်ပွဲတွေလည်းမရှိသေးဘူး။ Villarreal က4ပွဲဆက်တိုက်ကိုရှာကိုမရှိဘဲနဲ့ဒီရှုံးနေသွားခဲ့တယ်။အင်္ဂွေးပိုင်းမှာဆိုရင်လည်းရလဒ်တွေကတိတ်ပြီးတော့မကောင်းနေဘူး။ Espanyol ကလည်းရာကိုနဲပြီးတော့ဗောနော်ရှုံးပွဲတွေများနေတယ်ရှင်။ Espanyol ကရှုံးပွဲများနေပြီမဲ့လည်းပွဲတစ်ခွန်ကြည့်စီရရာကိုတော့နော်တကူနှစ်ကူအထိရအောင်ယူနိုင်တာတွေတွေ့ရတယ်။အဝေးကွင်းရဲ့ဆန်းဆောင်ရည်တွေကလည်းဒီကြာစင်းနေရလည်းထပ်ပြီးတော့တွေ့ရတယ်ရှင်။ထိထားတွဲဆုံခဲ့တဲ့ဒီပွဲတွေမှာဆိုရင်လေပေါ့နော်နိုင်ပွဲတွေကနဲတယ်၄ပွဲတာပဲအနိုင်ရရှိထားတယ်ဒီပွဲကိုပေါ့နော်ဘူကီပေးထားတဲ့ကြေးက3လုံး50စာနဲ့တော့ပေးထားတယ်နှစ်သင်းကရှုံးပွဲများနေပြီမဲ့လေနော်ဘူကီဘော်ဒီကြေးကိုတော့သူတို့အောင်နိုင်တယ်နော်ဂိုးပေါင်းကြေးကတော့ဒီ3လုံး50စာနဲ့တော့ပေးထားရရှင့်နော်ဂိုးပေါင်းဖို့ကတော့ဂိုးပေါ်ကြဖို့ကတော့เนาะတိတ်ပြီးတော့မလွယ်ဘူးကိုအောက်နိုင်ကြီးရှိတယ်ဒါကတော့ဒီပွဲကို Villarreal နဲ့ကိုအောက်လို့တော့သုံးတက်ထားတယ်ဒါဒီနေ့ပေးထားတဲ့နှစ်ပွဲမှာဆိုရင်ပေါ့နော်အက်တလန်တာဘော်ဒီနဲ့ကိုအောက်တော့ဒါကြိုက်တယ်အဲ့ဒီပွဲကတော့ဒါကိုအောက်တော့ပို့ပြီးတော့ကြိုက်တယ်ဒီနောက်ထပ်တစ်ပွဲကတော့ Villarreal နဲ့ Espanyol မှာဆိုရင်ဒါက Villarreal body နဲ့ကိုအောက်လို့တော့သုံးတက်ထားတယ်အကိုတို့ကြိုက်ရင်တော့ယူသွင်းရရင်တော့တခြားပွဲစဉ်တွေရတယ်ရှိတဲ့အတွက်အကိုတို့စိတ်ချရွေးချယ်ပြီးတော့ခစားလို့ရပါတယ်ရှင့်ကဲဒါဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရန်တမ်းချင်ပါတယ်အကိုတွေအားတော့အဆင်ပြေကြပါစေရှင်